အားလုံးပဲမင်္ဂလာပါရှင်မူဒူစတာကနေကြိုဆိုလိုက်ပါတယ်ရှင်အခုချမ်းဝက်ထားတဲ့စပန်ခေါင်ဝင်လေးကချမ်းတို့မူဒူစတာကနေထုတ်တဲ့ခေါင်ဝင်လေးဖြစ်ပါတယ်ရှင်ချမ်းဝက်ထားတဲ့ခေါင်ဝင်လေးနောက်ထပ်အဆင့်လေးလည်းရှိပါတယ်ရှင်ပြပြပါမယ်ရှင်ချမ်းဝက်ထားတဲ့အဆင့်လေးရယ်အခုချမ်းပြထားတဲ့အဆင့်နှမျိုးရပါမယ်ရှင်ဒီဟာလေးကကျတော့တိရွက်ပုံမှန်လေးပါရှင်ချိုးချုပ်သားအတွက်စိတ်ပူကြမလို့ဘူးเนาะချမ်းတို့ဆိုင်ရာထုတ်တဲ့ခေါင်ဝင်လေးဖြစ်တဲ့ချိုးချုပ်သားတော့အရင်ကကောင်းပါရဲ့ရှင်ဒီဟာလေးကကျတော့အစိမ့်နဲ့အပြာလေးရောထားတဲ့ဟာလေးတွေပါရှင်အသားလေးကလည်းအေးပြီးတော့အရန်ကိုဝက်လို့ကောင်းပါရဲ့ရှင်ဒီကောင်ဝင်လေးရန်ကိုလှပါရဲ့ရှင်ဒီကောင်ဝင်လေးကကျတော့ဒီဇိုင်းနောက်ထပ်တစ်မျိုးလေးပါရှင်ဒီဟာလေးကလည်းချမ်းတို့ဆိုင်ရာထုတ်တဲ့ပစ္စည်းလေးပါပဲရှင်ဒီဟာလေးရဲ့သူ့လေဘဲနားမှာဇာလေးတွေပါတယ်ပြီးရင်ဒီမှာအိတ်ကက်လေးပါပါရဲ့ရှင်အိတ်ကက်နားမှာသူကဇာလေးပါပါရဲ့ရှင်ဒီဟာလေးကကျတော့အပြာလေးတိရွက်လေးနဲ့ဒီဟာလေးကကျတော့အပြာဒါကကျတော့အစင်စိတ်တဲ့ဟာလေးပါရှင်အပြာလေးကအပြာဆူဆူလေးဖြစ်တဲ့အတွက်ရန်ကိုလှပါရတော့တဲလေးတို့ရေနောက်ထပ်ဒီဇိုင်းတစ်မျိုးလေးနဲ့ပြပေးမယ်နော်ဒီဟာလေးကကျတော့ဒီတော့ပခုံးမှာဇာလေးတွေပါတယ်ပြီးရင်ဒီရှေ့မှာအိတ်ကက်လေးမှာဇာလေးတွေပါပါတယ်ရှင်ဒါလေးကကျတော့အစိမ့်နူလေးပါရှင်ဒီဟာလေးကအပြာလေးပါရှင်ခေါင်းဝင်လေးတွေအဆင်လေးတွေအများကြီးရှိရတဲ့အတွက်ဝယ်လက်လီလက်ကဝယ်ယူအားပေးလို့ရပါရဲ့ရှင်ချိုးချုပ်သားလည်းအာမခံပါရဲ့ရှင်ချမ်းတို့ဆိုင်ရာထုတ်တဲ့ product လေးပဲဖြစ်ပါရဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်